နောက်တစ်ခု material မှာဆိုတဲ့အတိုင်းပဲသူကဘာတွေပြမလဲဆိုတော့ရုပ်ဝတ္ထုပိုင်းနဲ့ပတ်သက်ပြီးတော့ပြောချင်ရင်ဒီ cerebellum ကိုသုံးပေးရတယ် La mesa es de madera ဒီစပွဲကသစ်သားနဲ့ပြုလုပ်ထားတယ်အဲ့တော့ဒီမှာ de madera လို့သုံးပြီးမြင်ဘာသာပြန်တော့ made of လို့ဘာသာပြန်နေပေါ့နော်ဒီမှာ of တစ်လုံးနဲ့ကိုပဲ sentence ထဲမှာထည့်သုံးပေးထားတယ် de ကိုတစ်ခါတလေ from လို့လည်းဘာသာပြန်နေနောက်တစ်ခုက of လို့လည်းဘာသာပြန်နေပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် La mesa es de madera ဒီစပွဲကိုသစ်သားနဲ့ပြုလုပ်ထားတယ် La bolsa es de plástico ဒီအိတ်ကိုကျတော့ plastic နဲ့ပြုလုပ်ထားတယ် Los zapatos son de cuero ဒီဖနက်တွေကို leather တွေနဲ့ပြုလုပ်ထားတယ် Las ventanas son de vidrio ဒီပြတင်းပေါက်တွေကိုမှန်နဲ့ပြုလုပ်ထားတယ် La casa es de piedra ဒီအိမ်ကိုကြောက်တွေနဲ့ဆောက်လုပ်ထားတယ်ပေါ့နော်အဲ့တော့ဒီ material ဘိုင်းနဲ့ပတ်သက်ပြီးပြောချင်ရင် cerebellum ကိုသုံးပြရတယ်possession or ownership ဆိုတဲ့အတွက်မျိုးသူရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာဒီ cerebellum ကိုသုံးနေပေါ့နော် La muñeca es de la niña ဒီအယုတ်ကလေးကဒီကောင်မလေးရဲ့အယုတ်ဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပိုင်ဆိုင်မှုပြကိုရေးတဲ့အခါမှာပုံမှန်ဆိုရင်အင်္ဂလိပ်စာမှာ apostrophe နဲ့ရေးတယ်ပေါ့နော်apostrophe s နဲ့ရေးတယ်ဒီမှာတော့အဲ့လိုမရေးဘဲနဲ့ de ဆိုတဲ့စကားလုံးလေးကိုအရှိအခံရေးတယ်သူဘသူရဲ့အရှိမလဲဆိုတော့ပိုင်ဆိုင်နဲ့သူရဲ့အရှိမရေးတယ်အရှိက subject နေရာမှာကျတော့ la muñeca ပေါ့နော်သူရဲ့ဘာကိုပိုင်တာလဲဆိုတဲ့ပစ္စည်းကိုထည့်ရေးလေးရှိတယ်အဲ့တော့ la muñeca es de la niña နောက်တစ်ခု los amigos son de María ဒီတကယ်ချင်းတွေကမာရီယာရဲ့တငယ်ချင်းတွေဖြစ်တယ်။နောက်တစ်ခု La idea es de Pedro ဒီ idea က Pedro ရဲ့ idea ဖြစ်တယ်။နောက်တစ်ခု El barco es del hombre rico ဒီမှာ del လို့သုံးထားတယ်။ del ကိုဖြတ်ကြည့်မယ်ဆိုရင် de နဲ့ el del နဲ့ el ကိုပေါင်းရေးလိုက်တော့ del ဆိုပြီးဖြစ်သွားတယ်။ de နဲ့ el ကိုပေါင်းရေးလိုက်တာပေါ့နော်။ပုံမှန်ဆိုလို့ရှိရင် El barco es de ဆိုတာကဒီ of ကိုပြောချင်တာအဲ့ဒါကိုမှ hombre rico သူ့ရဲ့အရှိမ article က el ဆိုတဲ့ article ကိုသုံးတယ်အဲ့ဒီတော့ကြောင့်မို့သူနှလုံးဆင့်သွားတဲ့အခါမှာ del ဆိုပြီးဖြစ်သွားတယ်အဲ့ဒါကိုပေါင်းရေးလိုက်တော့ del ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်မြင်လားတော့မသိဘူး el barco es del hombre rico အဲ့တော့ဒီလှေကဒီချမ်းသာလူချမ်းသာကြီးရဲ့လှေလေးဖြစ်တယ်ပေါ့နော်နောက်တစ်ခု Los Pedros son del muchacho ဒီခွေးလေးတွေကဒီကလေးလေးရဲ့ခွေးတွေဖြစ်တယ်နောက်တစ်ခု Los gatos son del niño ဒီကြောင်တွေကဒီကောင်မလေးရဲ့ဒီကောင်လေးရဲ့ဒီကောင်လေးရဲ့ကြောင်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဒါက possession or ownership သူနဲ့ပတ်သက်ပြီးပြောချင်ရင် cerebellum ကိုသုံးပေးထားတယ်ပေါ့နော်နောက်တစ်ခုက where an event take place တော့သူကပွဲတစ်ခုခုကိုကျင်းပတဲ့နေရာလို့ပြောတယ်ဆိုတော့ La fiesta es en la casa de Jose ဒီပါတီက La casa en la casa ထဲမှာ en ဆိုတာက in ပေါ့နော် in အထဲမှာလို့ဘာသာပြန်တယ်အဲ့တော့ La fiesta es ဖြစ်ပါတယ် en la casa အိမ်ထဲမှာဖြစ်တယ်ဘသူရဲ့အိမ်ထဲမှာလဲ de Jose ရဲ့အိမ်ထဲမှာဖြစ်ပါတယ်အဲ့တော့ဖြစ်ပါတယ်လို့ဘာသာပြန်မယ်အစား take place ကျင်းပတယ်လို့ဘာသာပြန်တော့ပို့ပြီးတော့အဆင်ပြေတယ်ဟုတ်ပြီနော်အဲ့တော့ La fiesta es en la casa de Jose အဲ့တော့ဒီပါတီကိုJose ရဲ့အိမ်ထဲမှာကျင်းပါတယ် El concierto es en el clubအဲ့တော့ဒီ concert ကို club ထဲမှာကျင်းပတယ် La protesta es en la capital ဒီ protest ကိုcapital မြို့ထဲမှာကျင်းပတယ်ပေါ့နော်အဲ့တော့သူကို cerebellum နဲ့တွဲသုံးပေမဲ့ရှိသည်ဖြစ်သည်လို့ဘာသာမပြန်မင်းနဲ့ take place လို့တွဲပြီးတော့ဘာသာပြန်ပြရတာရှိတယ်ပေါ့နော်အဲ့တော့ဒီအထိကကြတော့ cerebellum နဲ့ပတ်သက်ပြီးတော့ပြောပြထားတာဖြစ်တယ်